မိန်းကလေးတယောက်တကောင်ရံအချိန်အိမ်သာသွားဖို့ထလာခဲ့တယ်လမ်းမှာဝက်ချံပေးကနေဖျက်လျှောက်ဝက်ချံထဲမှာမိန်းမတယောက်မတ်တက်ရက်နေတာကိုလှမ်းမြင်လိုက်ရတယ်ဒါနဲ့ပဲသူလဲတက်တိမွေးပြီးအဲ့ဒါဘသူလဲလို့လှမ်းမေးလိုက်တဲ့အခါနောက်တစ်စက္ကန့်မှာတော့လှုပ်ဝက်ဆန်းကျဲအမျိုးသမီးကြောက်လန့်တကြားအော်ဟစ်တန်ပြေးတော့ဒီနေရာကငရဲကွအမြန်ပြေးတော့မိန်းကလေးခများသွေးပြက်မတက်ကြောက်လန့်သွားပြီးချက်ချင်းပဲလှည့်ပြေးပါတော့တယ်တငယ်ချင်းဖြစ်သူနဲ့တွေ့ချင်းပဲစောစောကကြုံခဲ့ရတဲ့အကြောင်းကိုအကုန်ပြောပြလိုက်တယ်တငယ်ချင်းရဲ့အမေသမီးစီယာသမီးမျက်စိမားတာနေမှာပါအဲ့ဒီလိုနေရာမျိုးမှာဘယ်မိတ်မရှိမလဲကွယ်စီတုံရီဖြစ်တကယ်ပြောတာပါအန်တီရဲ့လာကြည့်ကြပါဦးဒါပေမဲ့သူတို့တွေတွားကြည့်တဲ့အခါမှာတော့ဝက်ချန်ထဲမှာဘယ်သူမှရှိမနေတော့ပါဘူးမိန်းကလေးလည်းဇဝေဇဝါဖြစ်သွားရတယ်သူအိမ်မက်ရောက်နေတာမဟုတ်ဘူးဆိုတာမိမိအတိဆုံးပဲလေဒါကိုမြင်တော့တငယ်ချင်းဖြစ်သူကနင်ကငါတို့အိမ်ဆင်းရဲလို့မနေချင်လို့ညာနေတာမဟုတ်လားဆိုပြီးလာဆွဲပါတော့တယ်မိန်းကလေးခများအရန်ခံရခက်ပြီးမခံမရက်နိုင်ဖြစ်သွားရရှာတယ်အေးရေးပြက်လို့စိတ်ရောက်တာပဲဖြစ်မှာပါလေလို့ကိုပဲဖြေသိမ့်လိုက်ရတယ်ဒါပေမဲ့ तू မသိတာက तू မြင်ခဲ့ရသမျှအရာအလုံးဟာအမှန်တရားတွေဖြစ်ပြမိမိကိုယ်တိုင်လည်းငရဲတွေနဲ့ကိုခြေစုံပြစ်ပြုတ်ကြနေပြီဆိုတာပါပဲအမှန်တော့လွန်ခဲ့တဲ့နာရီပိုင်းလောက်ကမိန်းကလေးဟာတငယ်ချင်းရဲ့နေရက်စာတိရွာလေးစီကိုအလဲလိုက်လာခဲ့တာပါရွာဝင်ဝကိုရောက်ကလေးကတငယ်ချင်းရဲ့အမေနဲ့အကိုဖြစ်သူတို့ကကြိုတင်ဆောင်ဆိုင်နေကြပြီးမိန်းကလေးကိုပြတလဲနဲ့ဖော်ရွေဆက်ဆံခဲ့ကြတယ်ဒါကိုမြင်တော့မိန်းကလေးကလည်းဒီရွာလေးကလူတွေဟာအရန်ရိုးသားဖြောက်မက်ကြတာပဲလို့ထင်မှတ်နေခဲ့တာပေါ့ဒါပေမဲ့ညဘက်ကျရင်ဒီလိုထောက်ချောက်ကြီးရှိနေလိမ့်မယ်လို့ဘသူကထင်မလဲနောက်တရက်ညနေပိုင်းရောက်တဲ့အခါမှာတော့တငယ်ချင်းဖြစ်သူကဒီညနေအတွက်ဂုံပြူစပွဲလုပ်ပေးမယ်လို့ပြောလာတယ်ပြီးတော့ဘေးနားမှာဖျောင်းတိုင်ကြီးတွေကိုထုံးညှိပြီးကြိုပြင်ထားတဲ့မင်္ဂလာဝတ်စုံကိုဝတ်ဖို့ခိုင်းပါတော့တယ်မင်္ဂလေးလည်းချက်ချင်းပဲကြောင်အန်းသွားပြီးငါကမင်္ဂလာဆောင်ပါလဲမဟုတ်ဘဲနဲ့ဘာလို့သူများမင်္ဂလာဝတ်စုံကိုဝတ်ရမှာလဲလို့မေးလိုက်တဲ့အခါတငယ်ချင်းရဲ့အမေဒါကညီရဲ့မင်္ဂလာဝတ်စုံပဲလေငါရဲ့ချွေးမချောလေးရဲ့သမီးရဲ့မင်္ဂလာဝတ်စုံဟုတ်လားမဟုတ်တာသမီးမင်္ဂလာဆောင်ဖို့အစီအစဉ်မရှိပါဘူးနီနင်ကငါရဲ့အချစ်ဆုံးတငယ်ချင်းမဟုတ်ဘူးလားနင်ဘာလို့ငါ့ကိုဒုက္ခပေးရတာလဲဟင်နင်ကငါရဲ့အချစ်ဆုံးတငယ်ချင်းမို့လို့ပေါ့ဟာဒါကြောင့်ငါတို့တွေတစ်သက်လုံးအတူတူနေသွားလို့ရအောင်လို့လေနင်ငါအကူနဲ့လက်ထပ်လိုက်ရင်ငါတို့တွေမိသားစုအစ်စ်အမှန်တွေဖြစ်သွားကြပြီပေါ့ဟုတ်ပါတော့ငါသားကညီးကိုသဘောကျတယ်ဆိုတာညီးရှိရဆက်ကြောင်းတော့ကျေးဇူးကမ်းမနေနဲ့မကြီးချောလေးနင့်ရဲ့ဘဝနောက်ဒုက္ခအတွက်ငါကကူညီပေးတာဆိုတော့နင်ငါကိုစူချရမယ်မဟုတ်လားပြောရင်းဆိုရင်းနဲ့ပဲတငယ်ချင်းဖြစ်သူဟာမိန်းကလေးလေပင်ကဆွဲကြိုးကိုအတင်းဆွဲဖြုတ်လိုက်ပြီးကြမ်းပြင်ပေါ်ပစ်ချကခြေထောက်နဲ့တက်နှင်းလိုက်ပါတော့တယ်